နီအောင်ခေါင်းစုံလေးရဲ့ပုံပြင်ကိုအားလုံးသိကြမှာပါဒါပေမဲ့ဒီမျိုးလေးစဉ်းစားကြည့်အောင်တကယ်တမ်းမှာဝင်းပလွေကဓာတ်ကောင်းရှာနေတဲ့လူစုံမဟုတ်ပဲအဲ့ဒီအပွားကြီးကသာတကယ်မစ်ဆာကြီးဖြစ်နေခဲ့မယ်ဆိုရင်တော့ဒီနေ့ဗီဒီယိုထဲမှာတော့မင်းကအဲ့ဒီပုံပြင်ထဲကဝင်းပလွေနေရာကနေပါဝင်ရမှာပါဟုတ်တယ်မင်းကလူစုံမဟုတ်ဘူးတော့ဟုတ်ထဲမှာအေးအေးဆေးဆေးနေထိုင်နေတဲ့တတော်လေးတောင်ပုံဒီနေ့မှာတော့တော့အစွန်ကအင်္ဂလိပ်စီကနေအလုံးမင်းပုတ်ဆောင်နေနေတဲ့သွေးနံကြီးတစ်ခုကိုမင်းရလိုက်တယ်အဲ့ဒီအိမ်ကတခြားသူမဟုတ်ဘူးဟိုကောင်မလေးရဲ့အဖွားအိမ်ပဲအန်ဒီရဲ့စီနီမန်တိလိုက်တဲ့အတွက်မင်းကကောင်မလေးကိုတတိပြချင်တယ်ဒါပေမဲ့မင်းစကားပြောလိုက်တဲ့အခါဟင်းဟောက်တန်ကြီးပဲထွက်သွားတော့ကောင်မလေးကကြောက်လန့်ပြီးတော့ပြေးသွားပါလေရောမင်းလည်းမတန်နိုင်တဲ့ဆိုတော်လီကိုကဲတင်ဖို့အဖွားကြီးအိမ်စီကိုဖြက်လန်းကနေအမြန်ဆုံးပြေးသွားခဲ့ရတယ်အိမ်ထဲကိုရောက်လိုက်ကြတဲ့မြင်လိုက်ရတဲ့မြင်ခွင်းကချက်တီးထားစရာပဲချမ်းမြေတကူလုံးမှာအရိုးတွေပြန်ကျဲနေတယ်ကိုတင်ပေါ်မှာအိမ်နေတဲ့အဖွားကြီးကလည်းလူနဲ့တောင်မတူတော့ဘူးအရေးပြားဒီကအရေးပြိုချနေပြီးပါစကြီးကလည်းငားရွက်တွေပြေးအားနေတယ်သူ့ကိုအဆုံးစီရင်ဖို့တွေအနာကိုကတ်သွားတဲ့အချိန်မှာပဲချက်ကနေအိမ်တကားပွင့်လာတယ်ကောင်မလေးရောက်လာပြီလေမင်းလည်းဘာလို့မှမသိတာနဲ့အဖွားကြီးရဲ့အင်ဂျင်နဲ့ခေါင်းစုပ်ကိုကောက်စုပ်ပြီးကိုတင်ပေါ်မှာအမြင်ဝင်အိတ်လိုက်ရတယ်ကောင်မလေးကိုအချိန်ဆွဲထားပြီးသူပြေးဖို့အခွင့်အရေးပေးချင်လို့ပေါ့မင်းကလေးကကိုတင်အနာကိုတိုးကပ်လောက်ပြီးမေးလိုက်တယ်အဖွားရဲ့မျက်လုံးကြီးတွေကဘာလို့ဒီလောက်တောင်ပြူးထွက်နေရတာလဲတဲ့မင်းလည်းသူ့မှာကိုထွက်ပြေးဖို့အချိန်ရစေချင်တာနဲ့အတန်ကိုတမင်ပြောင်းပြီးမီလေးကိုတေချာမရအောင်လုပ်ပါကွေးလို့ပြန်ဖြေလိုက်တယ်အဲ့ဒီအချိန်မှာတဲ့အဲ့ဒီမင်းကလေးကရုတ်တရက်တွေးပြက်စရာအတန်နဲ့ကြီးနဲ့တဟားဟာအော်ရချလိုက်ပြီးဒါဆိုရင်အဖွားရဲ့အရေးခွန်တွေကိုဘသူကခွာပြလိုက်တာလဲလို့ပြောရင်မင်းရဲ့လေဘင်းကိုအားနဲ့လက်ညှစ်လိုက်ပါတယ်ဟုတ်တယ်မင်းတတိထားမိလိုက်တဲ့အချိန်မှာတော့အရာအလုံးနောက်ကျသွားပြီးကိုတိန်အောက်ကနေလဲအရေးခွန်မရှိတဲ့အဖွားကြီးတယောက်တွားပြီးထွက်လာနေပြီးဒီလိုနေရာလုံးကလူသားတွေမှမဟုတ်ကြတာမင်းသားအဲ့ဒီဝန်ပလွေနေရာမှာဆိုရင်ဘာဆက်လုပ်မလဲအရှုံးပေးပြီးအသေးခံမလားဒါမှမဟုတ်ပြန်ချမလားကောမန့်မှာရေးသွားခဲ့ဦးနော်ဒီလိုမျိုးကိုယ်တိုင်ဝင်ပါရတဲ့ဒါ POV ပုံပြင်တွေဆက်ကြည့်ချင်ရင်တော့အခုပဲ subscribe နှိပ်ထားလိုက်တော့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြ